ကျွန်တော်တို့ကဒီဗီဒီယိုမှာခါကြတော့ဒီလိပ်ပြဒါမှမဟုတ်အသက်ဒါမှမဟုတ်ဝိညာဉ်ကောင်ဒါမှမဟုတ်အတ္တဆိုတာရှိလားမရှိလားဆိုတာကိုကျွန်တော်လေ့လာတော့ပြပထမဆုံးခါကြကျွန်တော်ဒီမိလိန်နာပြည်နာစာအုပ်ထဲကနေဒီမိလိန်နာမင်းကြီးနဲ့ရှင်နာတင်တာဒီမိကုန်းအမေးဖြေလောက်ထားတာကိုကျွန်တော်အရင်ဆုံးပြောတော့ရမိလိန်နာမင်းကြီးကဘယ်လိုမျိုးမေးထားလဲဆိုတော့ဒီအရှင်ဖျားတဲ့ဒီလူမာတဲ့ဒီဝေဒကူဆိုတာရှိလားဆိုတော့မေးထားတယ်ဒါတော့ရှင်နာတင်တာမထရလဲမင်းကြီးတဲ့ဒီဝေဒကူဆိုတာဘာလဲဆိုတော့ပြန်ပြီးတော့မေးလိုက်တယ်နော်မိလိန်နာမင်းကြီးကလည်းရှင်းပြတယ်အရှင်ဖျားဒီဝေဒကူဆိုတာခါကြတော့ဒီခန္ဓာကိုယ်ထဲမှာပေါ့ကျွန်တော်တို့ဒီမြင်တာကိုသိတယ်ကြားတာကိုသိတယ်နားတာကိုသိတယ်အဲအရာတွေကိုသိတယ်ဆိုတော့ခန္ဓာကိုယ်အတွင်းမှာရှိနေတဲ့အတ္တကိုပြောချင်တာဆိုတော့မိလိန်နာမင်းကြီးကရှင်းပြတယ်ရှင်းပြရင်မှာဥမာပေးတယ်ဗျာအရှင်ဖျားတဲ့ဒီလိုရဲ့ဒီပြတ်သက်ပုံမှာပေါ့လေတာတကားလေးရှိတယ်တကားလေးရှိတယ်ဗျာအဲ့ဒီတကားလေးကိုဖွင့်ပြီးတော့မှအပြင်ကိုအရှိအနောက်တောင်မြောက်ကိုအားလုံးကြည့်လို့ရတယ်ပေါ့အဲ့ဒီအတိုင်းပဲဒီခန္ဓာကိုယ်ထဲမှာရှိတဲ့ဒီဝိညာဉ်ကောင်တောင်မဟုတ်အသက်ဆိုတဲ့အကောင်ကအထဲမှာရှိနေတယ်ဒီကောင်အထက်ကနေမှဒီမျက်စိကနေတဆင်တင်မှာမြင်တယ်နားနဲ့ကြားတယ်နှာခေါင်းနဲ့နမ်းတယ်ဆိုတော့ဥမာပေးနေအဲ့လိုမျိုးရှင်းပြလိုက်တယ်ဗျာရှင်းပြတော့ခါကျတော့ဒီရှင်နာတင်တာမထရမင်းကြီးရဲ့ဒီဝိတ္တကုဆိုတာကိုတကယ်မရှိဘူးမရှိတဲ့အကြောင်းကိုငါပြောပြမယ်တေချာလေးနားထောင်ဆိုတော့မင်းနာမင်းကြီးကိုပြောလိုက်တယ်ပြောလိုက်ပြီးတော့မှဒီရှင်နာတင်တာမထရဆက်ပြောတော့ခါကျတော့ဒီမင်းကြီးတဲ့တကယ်လို့ဒီဝိတ္တကုကအထဲမှာရှိပြီးတော့မျက်စိနဲ့တဆင့်မြင်တယ်ဆိုရင်နားနဲ့လည်းသူကမြင်ရမှာပဲနှာခေါင်းနဲ့လည်းသူကမြင်ရမှာပဲလျှာနဲ့လည်းသူကမြင်ရမှာပဲခန္ဓာကိုယ်နဲ့လည်းသူကမြင်ရမှာပဲအဲ့လိုမျိုးပြောလိုက်တယ်ပြီးတိုင်းဒီမျက်စိနဲ့လည်းသူကြားရမှာပဲနားနဲ့လည်းကြားရမှာပဲနှာခေါင်းနဲ့လည်းကြားရမှာဒီလျှာနဲ့လည်းကြားရမှာခန္ဓာကိုယ်နဲ့လည်းကြားရမှာအဲ့လိုမျိုးဗျာအနံ့ဆိုလည်းအားလုံးကနေရရမှာဗျာမျက်စိနားနှာခေါင်းလည်းအနံ့ကိုလည်းအားလုံးကနေရမှာအရသာကိုလည်းအားလုံးကနေရနေရမှာဒီအထေးတွေးတွေကိုလည်းအားလုံးကနေသိနေရမှာဗျာသိနေရမှာဘာဖြစ်လို့လဲဆိုရင်ဒီမိလိန်နာမင်းကြီးဥမာပေးလိုက်တဲ့ဟာကိုရှင်နာတင်တာမထရရှင်းပြရှင်လို့ဗျာတက်တက်ကိုစကားကိုကတ်တက်ပြီးတော့ပြောလိုက်တာအဲ့လိုမျိုးဗျာအဲ့လိုမျိုးရှင်နာတင်တာမထရဒီမျက်စိကနေလည်းကြားရမယ်ဆိုတော့မျက်စိကနေတကယ်မကြားဘူးဗျာဟုတ်တယ်မလားမျက်စိဆိုတာမြင်ဖို့ပဲတက်တက်ဟုတ်တယ်ပြန်ဒီတကယ်လို့အထဲမှာဒါတကယ်ဝิญဉ်ကောင်ရှိနေမယ်ဝิญဉ်ကမြင်နေတယ်ဆိုရင်ဒီနားအပေါင်းနဲ့လည်းသူကအထဲမှာရှိတာဖြစ်တဲ့အတွက်နားအပေါင်းနဲ့လည်းမြင်နေရမှာပဲအဲ့လိုပုံစံမျိုးပြောတာဗျာပြောချင်တာအဲ့ဒါမိလိန်နာမင်းကြီးညာပြောတဲ့အရှင်ဖျားတယ်ဒီလိုမျိုးလည်းမဟုတ်ဘူးဘာဖြစ်လို့လဲဆိုရင်ဒီမျက်စိနဲ့မြင်တယ်နားနဲ့ကြားပဲကြားတယ်အဲ့ဒါတော့ဒီအာယုံအားလုံးကိုဒီဓာရအားလုံးကနေဒီမခံစားနိုင်ဘူးတော့သူ့အာယုံနဲ့သူ့ဓာရကသူ့အာယုံကိုပဲခံစားနိုင်တယ်ဥပမာမျက်စိကမြင်နိုင်တယ်နားကြားပဲကြားနိုင်တယ်အဲ့လိုအားလုံးကရောပြီးတော့မလုံနိုင်ဘူးဆိုတော့မင်းနာမင်းကြီးပြောတော့ရှင်နာပြန်မင်းကြီးတဲ့တင်ပေးတဲ့ဥမာပေးပြီးတော့တင်ပထမဆုံးပြောခဲ့တဲ့စကားတွေကအရှိအနောက်မနေတော့ဘူးရုပ်တည်မရှိဘူးဆိုတော့အဲ့လိုပြောတယ်အဲ့ဒါမင်းကြီးကငါဆက်ပြောမယ်နားထောင်နဲ့အစနာမိလိန်နာမင်းကြီးပေးလိုက်တဲ့ဥမာဗျာသူကတကားပေါက်တွေကိုဖွင့်လိုက်မယ်ဆိုရင်အရှိအနောက်တောင်များအားလုံးမြင်ရဗျာဟုတ်တယ်မလားဥမာမိလိန်နာမင်းကြီးအခန်းထဲမှာရှိနေတာဒီပြတ်သက်ပေါ်မှာရှိနေတယ်ဗျာအဲ့တော့ဒီဝိညာဉ်ဆိုတာလည်းကျွန်တော်ခန္ဓာကိုယ်ထဲမှာရှိနေတယ်ဒါဆိုရင်ပြတ်သက်ဆိုတာခါကျတော့ခန္ဓာကိုယ်ပုံစံဖြစ်သွားပြီကျွန်တော်လည်းခန္ဓာကိုယ်ပုံစံအဲ့လိုမျိုးဥမာပေးထားတာအဲ့တော့ဒီပြတ်သက်တကားတွေအားလုံးဖွင့်လိုက်ပြီးတိုင်းအမိုးတွေရောလမ်းပလိုက်အကာတွေရောအားလုံးဖြုတ်ပလိုက်အဲ့ဆိုရင်ငါတို့ကောင်းကင်ကိုပို့ပြီးတော့ကြက်ပြင်းမြင်နေရမှာတဲ့အဲ့ဒီအတိုင်းပဲဒီမျက်စိကိုလည်းထုတ်ပလိုက်နားကိုလည်းထုတ်ပလိုက်ရှားတွေလည်းထုတ်ပလိုက်နှာခေါင်းတွေလည်းဖြုတ်ပလိုက်အဲ့လိုမျိုးဆိုရင်ဒီအထက်ကဝิญဉ်ကောင်ပို့ပြီးတော့တိချာထင်းရှားမြင်ရမှာပေါ့ကြားရမှာပေါ့ပို့ပြီးတော့ကြက်လောင်ကြားရမှာပေါ့ဆိုတော့အဲ့လိုမျိုးပြောတဲ့အချိန်မှာမင်းနာမင်းရလည်းအရှင်ဘုရားလည်းတကယ်လို့မျက်စိမရှိရင်တော့မမြင်ရဘူးနားမရှိရင်လည်းမကြားရဘူးအဲ့လိုမျိုးပြောပြန်တယ်အဲ့ဒါတော့ရှင်နာတင်မတရားမင်းကြီးတဲ့တွေ့မလားတင်ပြောတဲ့အရှိရစကားအနောက်စကားမညီတော့ဘူးတော့ရုပ်တည်တွေမရှိဘူးတင်ပေးတဲ့ဥပမာရောတင်ပြောတဲ့စကားတွေကရုပ်တည်မရှိဘူးဆိုတော့ပြောနေနောက်ထပ်ဥပမာတစ်ခုထပ်ပြီးတော့ပြီးပြန်အဲ့ဒါခါကျတော့ဒီမှာမင်းကြီးတဲ့တင်ရဲ့အမတ်တယောက်ထားပါတော့ဒီတကားရဲ့အရှိမှာသွားပြီးတော့ရက်နေတယ်ဆိုရင်တင်မြင်သလားသိသလားဆိုတော့မေးတယ်ဒါမိလိန်နာမင်းကြီးလည်းသိပါတယ်ခင်ဗျာဒါဆိုရင်အဲ့ဒီအမတ်ကဒီအခန်းထဲဝင်လာတော့တင်သိသလားဆိုတော့ပြီးတော့ဒီမိလိန်နာမင်းကြီးလည်းသိပါတယ်ဆိုတော့ဖြေတယ်အဲ့ဒါဆိုရင်ဒီလူတယောက်ကထိုးချင်းငံအဆက်အရသာတွေကိုရှာပေါ်တင်လိုက်အဲ့ဒါဆိုရင်တိတလားဆိုတော့မိတော့မိလိန်နာမင်းကြားတယ်တိတယ်ဆိုတော့ဖြစ်ဒါဆိုရင်အဲ့ဒီအဆက်တွေအချင်းတွေအနံတွေအားလုံးမျိုးချပလိုက်တကယ်လို့အထက်မှာဒီအသက်ကောင်ကလားသူကအထက်ကနေချဲလေနေတာဆိုရင်သူကသိရမှာပဲအထက်ကနေခံစားနေတာဆိုရင်သူကသိရမှာပဲဒါပေမဲ့ဘိုက်ထဲရောက်သွားရင်ခါကျတော့မိလိန်နာမင်းကြားဒါပေမဲ့ဘိုက်ထဲရောက်သွားရင်အရှင်ဖျားဒါကိုသူကမသိဘူးဆိုတော့ပြောတယ်နော်
အဲ့လိုပြောတယ်တွေ့မလားတဲ့တင်ပြောသလိုတကယ်လို့အထက်မှာဒီဝิญဉ်ကောင်ဆိုတာရှိနေမယ်ဆိုရင်တကယ်လို့အဲ့ဒါမျိုးချလိုက်ရင်လည်းအထက်ရောက်သွားတယ်သူကဆက်ပြီးတော့တည်နေရမှာလေဝิญဉ်ကောင်တည်နေရမှာဒါပေမဲ့အခုကမတည်တော့ဘူးတင်ပြောတဲ့စကားတွေအတိတ်ပဲမရှိဘူးဆိုတော့အဲ့လိုနောက်ထပ်တက်တွေတစ်ခုပြပြီးရင်ဟိုမှာနောက်ထပ်ဥမာတစ်ခုထပ်ပြီးတယ်ဒီပြားရည်အများကြီးယူလာပြီးတော့မှဒီဥမာအခုခေတ်လိုမျိုးဆိုရင်တော့ဒီဟိုမှာပြောမယ်ဘယ်လိုရေချိုးတဲ့ဇလုံးပေါ့ဗျာရေချိုးတဲ့ဇလုံးထဲထည့်လိုက်ပြီးနိုင်ရင်လူတယောက်ကိုပါးစပ်ပိတ်ပြီးတော့တစ်ကုလုံးနှိပ်လိုက်တဲ့အချိန်မှာသူကချုံမြင်တဲ့ပြားရည်ဆိုတဲ့အရာတော့သူခံစားရလားဆိုရင်မခံစားရဘူးဗျာဘာဖြစ်လို့ဆိုရင်အဲ့ဒီပြားရည်ကရှာနေမထိတယ်လို့တော့ပါးစပ်ပိတ်ထားတယ်ကျွန်တော်မတွေးတာရှာနေမထိတာဖြစ်တဲ့အတွက်သူကချုံမြင်တဲ့အရာတော့မခံစားရဘူးဆိုပြီးတော့ပြောတယ်ဒါလို့အထင်မှသာဗျာဒီဝิญဉ်ကောင်ဆိုတာရှိမယ်ဆိုရင်ဥပမာသူကခံစားရမှာကြားရည်ရဲ့အထက်ကဝิญဉ်ကောင်တာဗျာအမြင်အာရုံတွေကိုသိနေတာအတန်တွေကိုကြားနေတာနားထောင်နေတာအထက်ကဝิญဉ်ကောင်ကအရာတာတွေကိုသိနေတာအနံ့တွေကိုသိနေတာဆိုရင်အဲ့လိုမျိုးဟိုပဇာကိုပိတ်ပြီးတော့အထက်ကိုထည့်လိုက်မယ်ဆိုရင်လည်းသူကသိရမှာဗျာဒီခန္ဓာဘဝနဲ့တဆင်သူကသိရမှာချိုးတယ်ဆိုရင်ဟာဒါပေမဲ့မသိဘူးဘာဖြစ်လို့လဲဆိုရင်ရှာနေမရှိလို့အဲ့လိုမျိုးမသိဘူးဆိုပြီးတော့မင်းနာမင်းကြီးပြောတဲ့အချိန်မှာမင်းကြီးတဲ့သူကတင်ပြောတဲ့စကားအရှင်းအောင်နဲ့မညီဘူးဆိုပြီးတော့ကြားတဲ့အချိန်မှာဒီမင်းနာမင်းကြီးရတယ်ပြောတာပေါ့အရှင်ပြားလိုမျိုးလူနဲ့တပည့်တော်စကားဆက်ပြီးတော့မပြောနိုင်တော့ဘူးဆိုတော့ဒါသူ့ရဲ့ပထမဆုံးဒီမင်းနာပညာမှာကျွန်တော်ဖတ်ဖို့တဲ့ထဲမှာသူပထမဆုံးစပြီးတော့အရှင်ပြားနဲ့စကားမပြောနိုင်ဘူးဆိုပြီးတော့ပြောတာဗျာမဟုတ်ဆိုရင်သူကတော်တယ်တက်တယ်ဆိုတဲ့ပညာရှိတရားဟောတယ်အဲ့လိုအញ្ញံခံလိုက်တယ်ကအញ្ញံခံလိုက်ပြီးတော့မှအရှင်ပြားဒီစကားကိုအဆုံးသတ်ပါတော့အရှင်ပြားဘယ်လိုမြင်လဲပြောပြပါအရှင်ပြားအမြင်ကိုပြောပြပါဆိုပြီးတော့အဆုံးသတ်ခိုင်းတဲ့အချိန်မှာဒီရှင်နာတရားမထေရမင်းကြီးရဲ့ဒီဝေဒကူဆိုတဲ့အထက်မှာဝิญဉ်ဆိုတဲ့အကောင်ဒီအတ္တဆိုတဲ့အကောင်ဒီဟောပေါ့လိပ်ပြဆိုတဲ့အကောင်မရှိဘူးအတ္တဆိုတာတွေဘာမှမရှိဘူးဗျာဒီမျက်စိရှိမယ်ပြီးတိုင်းအမြင်အာရုံတစ်ခုရှိမယ်အဲ့ဒီနှစ်ခုစုံပြီးတဲ့အချိန်မှာမြင်သိစိတ်ဆိုတာဖြစ်တယ်ဗျာမြင်သိစိတ်နဲ့တစ်ဆင့်မှာဒီဖတ်တာဝေဒနာတင်ညာစေတနာဧကဂရဇီဝိတင်တွေမနတိကာရဆိုတဲ့ဒီတံပြုတ်တရားတွေတံပြုတ်နံတရားတွေဆက်ပြီးတော့ဖြစ်တယ်ဆိုတော့အဲ့လိုမျိုးရှင်းပြပြလိုက်တယ်ရှင်းပြပြလိုက်တဲ့အချိန်မှာဒီမင်းနာမင်းကြီးကနားလိုက်ပြီးတော့ရှင်းပြတင်းတင်းနောက်ဘက်ပါတယ်ဆိုတော့ဝင်ခိုင်းတယ်အဲ့ဒါဒီနောက်ဆုံးရှင်းပြတာခါကျတော့ကျွန်တော်ပြောပြမယ်နော်ဒီမျိုးဟိုမှာထားပါတော့ဒီကောင်မလေးတယောက်ပဲထားပါလားကောင်မလေးတယောက်ရှိမယ်အဲ့နာမှာရှိနေမယ်ဆိုရင်ကျွန်တော်မျက်စိနဲ့လာပြီးတော့စုံတဲ့အချိန်မှာဒီမြင်သိစိတ်ဆိုတာဖြစ်မယ်နော်မြင်သိစိတ်ကနေတစ်ဆင့်ဖတ်တာတည်ပြီးတော့ဝေနာဆိုတာဖြစ်မယ်ကောင်မလေးကချောင်းမယ်ဆိုရင်နည်းနည်းကျွန်တော်ပြုံးသွားမှာပေါ့ဒီမှာနည်းနည်းခံပျော်ရွှင်တဲ့ခံစားမှုရမှာဗျာကောင်မလေးကိုမြင်မယ်မျက်စိနဲ့ကောင်မလေးနဲ့နှစ်ခုစုံနေတဲ့အခါမှာမြင်သိစိတ်ဆိုတာဖြစ်မယ်မြင်သိစိတ်ကနေဖတ်တာတည်သွားပြီးတော့မှဝေဒနာဖြစ်မယ်ဗျာဝေဒနာခါကျတော့အစနာကျွန်တော်ပြောတဲ့ဟာပဲဒီနည်းနည်းပျော်ရွှင်သွားမှာဗျာကောင်မလေးကိုမြင်လိုက်တော့ပြီးကြမှာတင်ညာဆိုတဲ့ဟာရှိတယ်တင်ညာခါကျမှတ်သားတာခါကျဘယ်လိုမျိုးလဲဆိုရင်ကောင်မလေးလှလိုက်တာဘယ်နေရာလေးတော့ဘယ်လိုလှတယ်ဘယ်နေရာတော့ဘယ်လိုအဲ့လိုမျိုးဆက်ပြီးတော့မှတ်သားတဲ့ဟာတွေကဆက်ပြီးတော့ပုံပေါ်သွားတယ်ပြီးကြမှာစေတနာဆိုတာဆက်လာတော့မယ်စေတနာဥပမာဗျာကောင်မလေးလှတယ်ဆိုပြုံးပြလိုက်ရမလားဒါမှမဟုတ်စကားတော့ပြောရမလားဒါမှမဟုတ်ခြေဆူရမလားဒီမှာစေတနာဆိုတာလုံးစော်တဲ့သဘောအဲ့လိုမျိုးဗျာအဲ့လိုမျိုးပုံစံဥပမာပေးပြီးတော့ဒီအထက်မှာဒီအတက်အကောင်ဆိုတာဗျာကျွန်တော်တို့ share လည်နေတဲ့အထက်မှာဝิญဉ်ကောင်ဒါမှမဟုတ်အတက်ကောင်ဒီအတက်ဆိုတဲ့အကောင်မရှိဘူးဒီအကြောင်းအကျိုးတွေတိုက်ဆိုင်ပြီးတော့မှဒီမှာနောက်ထပ်စိတ်တွေမှာတစ်ခုပြီးတစ်ခုဖြစ်သွားတာဆိုတော့အဲ့လိုမျိုးဥပမာပေးတာဟုတ်တယ်နော်အဲ့လိုမျိုးဥပမာပေးတော့ကျွန်တော်ကြည့်ပြီးတော့ခါကျတော့ကျွန်တော်ဒီ science တွေကိုဘယ်လိုမြင်လဲဆိုတော့ကျွန်တော်သိချင်တော့ဆက်ပြီးတော့ရှာလိုက်တဲ့အချိန်မှာဒီ neuroscience ဒါမှမဟုတ်psychology တွေကလည်းဒီအတ္တဆိုတဲ့အကောင်ဒါမှမဟုတ်ခန္ဓာကိုယ်မှာဗျာလုံးဝဘဝချမ်းသာဆိုတဲ့ဝิญဉ်ဆိုတဲ့အကောင် soul self တွေမရှိဘူးဆိုတော့သူတို့တွေကလည်းလက်ခံထားတာတွေ့ရတယ်နော်အဲ့ဒါသူတို့တွေခါကျတော့ဘယ်လိုမျိုးလက်ခံထားလဲဆိုရင်ဒီတိတ်ပံမှာခါကျဘယ်လိုမျိုးတော့ပြောလဲဆိုရင်ဒီကျွန်တော်တို့ကငါဒါမှမဟုတ်ဒီဝิญဉ်ဆိုတဲ့အကောင်ခါကျဒီသူတို့တွေပြောတဲ့ခါကျ the illusion of self ဆိုလို့ပြောတယ်သူကငါဆိုတဲ့ဟာထင်အောင်ထင်မှာတစ်ခုဆိုပြီးတော့ပုံစံမျိုးဗျာ the illusion of self ဆိုတော့အဲ့လိုမျိုးပုံစံမျိုးသုံးလုံးနေဗျာအဲ့ဒါသူတို့တွေရောဘယ်လိုမျိုးဒီဖြစ်စဉ်တွေကဘယ်လိုဖြစ်လဲဆိုရင်သူတို့တွေမှာလည်းတော်တော်လေးတော့ပြဆင်တူတာတွေ့ရတယ်သူတို့တွေဒီခံယူထားတာခါကျတော့ဒီအစမ်းကျွန်တော်ပြောသလိုအမြင်အာရုံတွေကမျက်စိကိုလာတတ်တယ်မျက်စိကနေတစ်ဆင့် electrical signal တွေဖြစ်ပြီးတော့မှဒီအာရုံကြောတွေကနေတစ်ဆင့်အုံနောက်သတင်းပို့တယ်ဗျာအဲ့မှာအုံနောက်ဘာသာတွေပြန်ပြီးတော့မှကောင်မလေးပဲဆိုပြီးတော့ဒီမှာတိသွားတာဗျာအဲ့လိုမျိုးပုံစံပဲဖြစ်တာဒီသူတို့တွေလက်ခံထားတယ်အဲ့လိုမျိုးပဲအဲ့ကြတော့ဒီကျွန်တော်တို့ဘာဖြစ်လို့ဒီငါဆိုတဲ့ဟာကိုဒါမှမဟုတ်ဝิญဉ်ဆိုတဲ့ဟာကိုရှိတယ်ငါဆိုတာရှိတယ်ဆိုပြီးတော့ဘာလို့ဖြစ်နေရတာလဲဆိုရင်ခါကြတော့ကျွန်တော်တို့ဒီလိုမျိုး cell တွေ billion ပေါင်းများစွာရှိတယ်ဗျာကျွန်တော်တို့ထဲမှာ cell တွေကသူကသတင်းအချင်းချင်းပို့နေတာလုံးဝမြန်ကန်ပြီးတော့အများကြီးပို့နေတာဖြစ်နေပဲကျွန်တော်တို့ကနောက်ကြာလာတော့ခါကျတော့ဒါငါဆိုတာရှိတာပဲဆိုတော့ထင်အောင်ထင်မှနေဖြစ်သွားတာဗျာတကယ်တော့ဒီ
ဒီအစနာသိပ္ပံပြောသလိုဆိုရင်လည်းဒီအမြင်အာရုံအလင်းတန်းတွေရှိမယ်မျက်စိကိုလာတိုက်မယ်ပြန်မျက်စိကနေတဆင့်ဒီ electrical signal တွေကနေဒီ electrical signal တွေကအာရုံကြောနဲ့တဆင့်ဒီအုံနောက်ပို့မယ်ဗျာအုံနောက်နဲ့တဆင့်ဘာသာပြန်လိုက်မယ်ဘာသာပြန်ပြီးတော့မှမြင်သိတယ်ဆိုတော့အစနာကောင်မလေးအဆင့်ကိုဘာသာပြန်သွားပြီပေါ့အဲ့ဒါကတားမြင်တဲ့အတွက်ကျွန်တော်တို့တွေကဒီငါမြင်လိုက်တာပဲဆိုတော့အဲ့လိုပုံစံဖြစ်သွားတယ်နော်အဲ့ကြောင့်နောက်တစ်ခုဒီသူတို့တွေစမ်းသပ်ထားတာတို့ရှိတယ်ဒီအုံနောက်မှာကျတော့သူတို့တွေကဒီလက်ဝဲဖက်မှာရှိတဲ့အုံနောက်ချင်ကဘာသာစကားတွေအတွက်အသုံးများတော့ဗျာလက်ရချမ်းမှာကျတော့ဒီအနုပညာကိုခံစားတဲ့နေရာမှာသုံးတယ်ဆိုတော့ emotional ဆိုပြီးပြောလို့ရမှာတင်တယ်အဲ့လိုရှိတယ်ဆိုပြီးတော့သူကခံယူထားဖြစ်တဲ့အတွက်သူစမ်းသပ်ချက်တစ်ခုမှာဗျာဒီလက်ဝဲနဲ့လက်ရခြေဆက်မှုကိုဖျက်လိုက်အုံနောက်ရဲ့ခြေဆက်မှုကိုဖျက်လိုက်တဲ့အချိန်မှာဗျာလက်ဝဲလက်ရအုံနောက်ရဲ့ခြေဆက်မှုကိုဖျက်လိုက်တဲ့အချိန်မှာဒီလူတယောက်ကိုစမ်းသပ်တာပေါ့ဒီအရာဝတ္ထုတစ်ခုပြလိုက်တဲ့အချိန်မှာဒီလူကသိတယ်ဒါပေမဲ့ဘာသာစကားကသူကထုတ်ပြီးတော့မပြောနိုင်ဘူးဥပမာဗျာဒီဘက်ဒီကျွန်တော်ပြောမယ့်ဒီအုံနောက်ရဲ့လက်ဝဲရဘာသာစကားနော်အဲဆိုရင်ဒီနှစ်ခုဆက်ဆက်မှုကိုဖျက်လိုက်တဲ့အချိန်မှာလက်ဝဲကတက်တက်ဖြစ်နေဗျာလက်ရတက်တက်ဖြစ်နေတဲ့အချိန်မှာကျွန်တော်လက်ဝဲကိုဒီမျက်စိကိုပိတ်လိုက်မယ်ဗျာပြီးရင်လက်ရမျက်စိနဲ့မှသူတို့ဒီလိုစာအုပ်ထောင်ပြမယ်ဗျာဒါတော့ဒီစာအုပ်ထောင်ပြရင်လည်းဥပမာတစ်ခုပြောမှာပေါ့ဗျာဒါစာအုပ်ဘာညာလို့ပြောတဲ့အချိန်မှာ तू ကလက်နဲ့တော့လမ်းပြီးတော့ယူမယ်ဗျာဒီမှာဒီစမ်းသက်ခံနေရတဲ့လူတယောက်ကယူမယ်ဒါပေမဲ့ तू ကစကားနဲ့ထုံးပြောနိုင်အောင်တကယ်လို့ဒီဘက်မျက်စိဖွင့်ပြီးမှ तू ကစာအုပ်ဆိုပြီးတော့ထုတ်ပြောနိုင်မယ်ဗျာအဲ့လိုပုံစံစမ်းသက်ပြီးတော့တွေးရှိတာလည်းတွေးရတယ်အဲ့ဒါတော့အဲ့လိုမျိုးဗျာဒီအဲ့လိုခွဲလိုက်တဲ့အချိန်မှာကျတော့ तू ကဘာသာစကားမပြောနိုင်တော့ဘူးဒီဘက်မျက်စိဖွင့်မှပဲ तू ကဘာသာစကားပြောနိုင်တယ်ဆိုကြရင်ဒီ set ဆိုတာမရှိတော့ဘူးဝิญဉ်ရှိပြီဆိုရင်ဗျာအုံနောက်ဘလောက်ပဲခွဲပလိုက်ဗျာ तू ကတိနေရမှာလေဟုတ်တယ်မလားဒါပေမဲ့အခုကအဲ့လိုမျိုးနှစ်ချမ်းခွဲလိုက်တဲ့အချိန်မှာတော့ तू ကမသိနိုင်တော့ဘူးဆိုတာကျွန်တော်ခန္ဓာကိုယ်ထဲမှာဒီဝิญဉ်ကောင်ဆိုတာမရှိဘူးဆိုတာလည်းဒီတိတ်ပံသဘောအရဒီလက်တွေ့ချက်တာတက်တည်တွေကရှိနေနော်အဲ့တော့ကျွန်တော်နောက်ထပ်တစ်ခုဥမာလေးပြောပြမယ်ဘယ်လိုလဲဆိုရင်ဒီကွန်ပျူတာနဲ့ပြောကြည့်အောင်နော်ကွန်ပျူတာဖြစ်ဖုန်းဖြစ်ထားတော့ကွန်ပျူတာမှာဆိုရင်လည်းဒီကွန်ပျူတာရဲ့ cloud တွေရှိမယ် hardware ဒီကန်လို့ဆော့လို့ရတဲ့အရာတွေရှိမယ်ဗျာမှန်သားပြင်တွေရှိမယ်ပြန်အထက်က wire ကြိုးတွေရှိမယ် battery တွေရှိမယ်အမျိုးမျိုးရှိမယ်အဲ့တော့ခါကျတော့ရုပ်လို့တွေးလိုက်ဗျာရုပ်ပြီးကြမှာအထက်မှာ software တွေရှိမယ်ဗျာ software တွေဥပမာ game ကစားလို့ရမယ့်ဟာတွေရှိမယ်တခြားတွေအမျိုးမျိုးရှိမယ် software တွေရှိမယ်အဲ့တော့ခါကျကန်လို့လည်းမရအောင်ထိလို့လည်းမရအောင်အဲ့ဒါခါကျနန်ဆိုတော့သဘောထားကြည့်လိုက်ဗျာအဲ့ဒီအတိုင်းပဲကျွန်တော်ခန္ဓာကိုယ်ရှိမယ်ပြန်နန်ရှိမှာဗျာဒါပေမဲ့ဒီဒါဆိုရင်ကျွန်တော်တို့ကဒီ game ကစားတဲ့အချိန်မှာဗျာမှန်သားပြင်ပေါ်မှာဒီလှုပ်ရှားပြီးတော့သွားလာနေတဲ့ဟာတွေကဒီအနောက်ကနေဝิญဉ်တကောင်ကအဲ့ဒါကိုထိန်းချုပ်ပြီးတော့ချဲလေနေတာမဟုတ်ဘူးဗျာတင်မလားဒီအကြောင်းအကျိုးဆက်ပြီးတော့ဖြစ်နေတာဟုတ်တယ်အဲ့ဒီအတိုင်းပဲကျွန်တော်တို့ခန္ဓာကိုယ်ကလည်းအဲ့ဒီအတိုင်းပဲဗျာဒီအစမကွန်ပျူတာရဲ့ hardware တွေဖြစ်တဲ့အတိုင်းကျွန်တော်ခန္ဓာကိုယ်ရုပ်ပြန်software တွေဖြစ်တဲ့ဒီ software တွေဒါမှမဟုတ် game တွေမှန်သားပြင်ပေါ်ပေါ်နေတဲ့ဟာတွေအတိုင်းကျွန်တော်စိတ်လို့တတ်မှတ်ကြည့်လိုက်ဗျာအဲ့တော့ဒီကွန်ပျူတာမှာလည်းဗျာဒီကောင်ကဝิญဉ်တွေကလာပြီးတော့ထိန်းချုပ်နေတာမဟုတ်ဘူးအဲ့ဒီအတိုင်းပဲကျွန်တော်ခန္ဓာကိုယ်ထဲမှာလည်းဒီဝิญဉ်ဆိုတဲ့အကောင်တွေကချဲလဲပြီးတော့ထိန်းချုပ်နေတာမဟုတ်ဗျာဒီအကြောင်းအကျိုးတွေတိုက်ဆိုင်ပြီးတော့ဖြစ်တယ်ဆိုတာကိုလည်းကျွန်တော်တို့အဲ့လိုရှုမြင်ကြည့်ရင်လည်းဒီမျိုးပေါ့နောက်ထပ်ရှုထောင့်တစ်ခုကျွန်တော်လည်းဒီစာဖတ်ရင်လည်းမှနည်းနည်းသိပ္ပံဘယ်လိုမြင်လဲဆိုတော့စိတ်ဝင်စားလို့ရသိပ္ပံကိုရှာပြီးတော့ဖတ်ကြည့်တာနော်သိပ္ပံမြင်တဲ့အကြောင်းအရာလည်းကျွန်တော်ပြောပြပြီးကျွန်တော်လည်းဒီလေ့လာထားတဲ့ဟာကိုတည်တလောက်ပြန်ပြီးတော့ညှောက်ဝေလိုက်တဲ့သဘောပဲဟုတ်တယ်ဟုတ်ရဲ့နောက်ထပ်ဗီဒီယိုမှာပြန်ပြီးတော့ဆုံကြမယ်နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ဟာတွေနဲ့ဆုံရပါ